အားလုံးပဲမင်္ဂလာပါပရိသတ်ကြီးများရှင်။အနုပညာလောကရဲ့သတင်းထုသတင်းဥတွေကြားမှာယခုလက်ရှိလူမှုကွန်ရက်စာမျက်နှာတွေထက်အပုတ်ခတ်ဆုံးတဲ့ပရိသတ်တွေအော်နှလုံးနာစရာအကောင်းဆုံးသတင်းကတော့ဘော်ဘီဆွာဆွာနဲ့ရဲရင်အောင်တို့ရဲ့ဖုံးမရဖိမရပတ်သက်မှုသတင်းပဲဖြစ်ပြီးတရနဝရဲ့အရှုပ်တော်ပုံဟာတာမန်အခြေရေးထက်ပုံမရှုပ်ထွေးနေသလိုတစ်ဖက်သားရဲ့နှလုံးသားကိုနင်းချပြီးမှတိဆောက်ခဲ့တဲ့ဆက်ဆံရေးမျိုးဖြစ်တာကြောင့်ပရိသတ်တွေရဲ့ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေကိုဒရဆက်ရင်ဆိုင်နေရတာဖြစ်ပြီးအထူးသဖြင့်သူတို့နှစ်ဦးဟာအရင်ချစ်သူဟောင်းတွေနဲ့တရားဝင်လမ်းမခွဲကြသေးခင်လက်တွဲမပြတ်ကြသေးခင်ကတည်းကနောက်ကွယ်မှာခိုးကြောင်ခိုးဝက်ကြိုတင်တွဲနေခဲ့ကြတာဖြစ်ကြောင်းသတင်းတွေကအခိုင်အမာထွက်ပေါ်နေသလိုဘော်ဘီဆွာဆွာရဲ့နှိရှေလများတွဲခဲ့တဲ့ချစ်သူဟောင်းလွှမ်းပိုင်နဲ့လမ်းခွဲခဲ့ရတဲ့အဓိကလက်သည်တရခမ်းပါလေရဲရင်အောင်ရဲ့ကြားပြတ်နှောက်ယှက်မှုတွေကြောင့်ဖြစ်တယ်လို့လူပြောများနေကြကဘော်ဘီဆွာဆွာရဲ့အချစ်ရေးမှတ်တမ်းတွေကိုပြန်ကြည့်ရင်လေတယောက်ပြီးတယောက်အပြောင်းလဲမြန်လုံးကစနစ်မြေဆောင်လေမရှိမနေနိုင်ဆိုတဲ့စကားပုံအတိုင်းလေများတဲ့ခင်ထားလိုမျိုးပုံရိပ်မျိုးအဖြစ်သတ်မှတ်ခြင်းခံနေရသလိုတစ်ဖက်မှာလည်းရဲရင်အောင်ဟာမိမရှုပ်တဲ့နေရာမှာနာမည်ကြီးပြီးသားသူဖြစ်တာကြောင့်အခုလိုဂုံသိက္ခာမဲတဲ့သူနှစ်ဦးပေါင်းစည်းသွားတာကိုကြောင်ကန်ရင်းပြတ်နဲ့ဇရက်တောင်းမှန်ကျိုးဆိုသလိုအခုချိန်မှာပါကိုမှခရီးမဆိုင်တော့ပဲပေါ်တင်တွဲပြနေကြတာဟာမြင်ရသူအပေါင်းကိုစိတ်ပြတ်ယွန်ရှာစေသလိုအနုပညာရှင်တယောက်မှရှိတင်ရှိထိုက်တဲ့ကိုစစ်တရားနဲ့အဆက်ဂုံသိက္ခာကိုအနှိမ့်ဆုံးအထိဆွဲချလိုက်သလိုမျိုးဖြစ်နေုံမကပဲသူတို့ရဲ့ပျော်ရွှင်မှုဟာတစ်ဖက်သားရဲ့တစ္ဆာရှိမှုကိုအလွဲသုံးစားလုပ်ပြီးတိဆောက်ထားတာကြောင့်ပရိသတ်တွေကတော့သူတို့ကိုအားပေးဖို့ထက်ယုံစရာကောင်းတဲ့လူသားတွေအဖြစ်သာရှုမြင်နေကြပြီးလူမှုပဝန်းကျင်မှာလည်းဒီလိုလုပ်ရမျိုးဟာဘလို့မှလက်ခံနိုင်စရာမရှိတဲ့အောက်တန်းကျတဲ့လုပ်ရအဖြစ်သတ်မှတ်ခံထားရကသူတို့နှစ်ဦးရဲ့နာမည်ဆိုဟာအနုပညာလောကရဲ့တမိုင်းမှာလည်းအမဲဆက်တစ်ခုလိုစုံထင်ကြံရည်တော်မှာဖြစ်တယ်လို့အခုလိုပြောင်းကြားကြပေါ်တင်တွဲပြနေခြင်းဟာလေပရိသတ်တွေကိုစိန်ခေါ်နေသလိုမျိုးခံစားရစေတာကြောင့်လူများကတော့သူတို့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးကောင်းမွန်တဲ့စွတောင်းပေးမှုတွေအထက်ပြင်းထန်တဲ့ကဲ့ရဲ့ရှုံချမှုတွေနဲ့သာတုံ့ပြန်နေကြပြီးအမှန်တရားနဲ့သစ္စာတရားကိုတန်ဖိုးမထားတတ်တဲ့သူတို့နှစ်ဦးရဲ့ပေါင်းစည်းမှုဟာနောက်ဆုံးမှာဘလို့စိုးစိုးတွေနဲ့ရင်ဆိုင်ရမလဲဆိုတာကိုလည်းပရိသတ်တွေကစောင့်ကြည့်နေကြကသူတို့ရဲ့ပုံကိုယ်ရေးဆိုင်ရာမရေရာမှုတွေနဲ့ဖောက်ပြန်မှုတွေဟာလူငယ်တွေအတွက်အထူးယူမှားစရာစံနမူနာစိုးတွေဖြစ်နေတာကြောင့်အခုတရင်ဟာနုပညာလောကမှာတော်တော်လေးကိုစိတ်ပြည့်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုအဖြစ်မှတ်တမ်းဝင်သွားခဲ့ပြီးဖြစ်ပြီးအများပြည်သူရှေ့မှအဆက်တရားကင်းမဲ့စွာနဲ့ဟန်ဆောင်ကောင်းပြနေတဲ့သူတို့နှစ်ဦးရဲ့လုပ်ရက်တွေဟာဒီနေ့မှာတော့သူတို့ကိုယ်တိုင်ပြန်လဲပေးဆက်ရမယ့်ဝတ္ထုတွေအဖြစ်ပြောင်းလဲသွားမှာဖြစ်တယ်လို့အခုလိုအချစ်ရေးကိုကစားစရာတစ်ဖွဲ့သဘောထားပြီးတပားသူအိမ်အောင်ကြီးနဲ့အချစ်ရေးကိုဖျက်ဆီးခဲ့တဲ့ရလက်တွေဟာဘယ်တော့မှကောင်းကျိုးပေးမှာမဟုတ်ဘူးလို့လေလူတို့ကတညီတညွတ်ထဲကောက်ချက်ကြနေကြကဒီတည်းဟာအချိန်ကြာလာလေးပို့ပြီးတော့ရုံစရာကောင်းတဲ့အချက်လက်တွေထွက်ပေါ်လာလေးဖြစ်တာကြောင့်အနုပညာလောကရဲ့အနှိမ့်ကျဆုံးလုပ်ရက်တစ်ခုအဖြစ်သတ်မှတ်ခံထားရတာပဲဖြစ်ပါတယ်